ခဲ့ပြီမဲ့လည်းအဆုံးသက်မှာတော့သူရဲ့ခေါင်းတိုက်ချက်ကကိုပေါင်းနဲ့ပဲလွဲချော်သွားခဲ့တာဖြစ်ပါတယ်ရှင်သက်ဖြစ်စဉ်ပြုံးအရှိုပေးရတယ်နှခမ်းဝါလိုက်နေတယ်မြစင်မထုံးမဲဒီနေ့ရှင်းထုတ်ထားရတာဖြစ်ပါတယ်ထိတ်တင်ကျော်အန်ဒီဖူဝေးဂျာဗန်နိုင်ရရှိနေကြတာကြောင့်ပွဲတော့ကွင်းလက်တိုင်းတော့ခိတ္တခဏရနာထားခဲ့တာဖြစ်ပါတယ်ထိတ်တင်ကျော်ဘောလုံးရှင်းရမှာတော့ဘောလုံးကအန်ဒီဖူဝေးနဲ့ထိခိုက်မိခဲ့ပြီးတော့အန်ဒီဖူဝေးနေငယ်တိကျမှုရှိမိနေခဲ့ပဲဆိုပေမဲ့ကိုသမားဝိုင်းတုံချစ်ပဲဘလုံးပြန်ပြီးတော့ရရှိထားရတယ်မြဆောင်ပွင့်ဖြူတင်ကောင်တော်ကြီးဖြူဆက်ဆန်ထွေးနေမျိုးသူအောင်အလေကိုထဲထားတယ်ဘောလုံးထိန်းရမှာတော့နေကတော့များသွားတယ်ဒါပေမဲ့လည်းရန်လုံးတစ်ဆက်တင်ရပဲပြင်ပြီးတော့ရထားတယ်နေမျိုးသူအောင်အိုဖိုရီရှင်ဝေသိန်းရှုပ်ပြရတဲ့ရှင်တန်ဖြစ်စဉ်ပြုံးညာချမ်းနေပဲခဲစကကြည်ပြူထွန်းပြန်နေပြီးတော့တားဆီးနိုင်ခဲ့တာဖြစ်ပါတယ်ရှင်တန်ဖြစ်စဉ်ပြုံးစစန်ထွေးနေမျိုးတူအောင်ပြန်ချိုးထားတယ်ဒီကေကိုကောင်းမွန်တဲ့ကြော်ဖြတ်မှုဖြစ်ပါတယ်အိုဖိုရီပဲဂလိုရီယာနဲ့တွဲထားတယ်ဂလိုရီယာညာချမ်းကိုထုတ်ထားတယ်မြောက်ထိတ်တင်ကျော်ညမိုးဆန်နဲ့တာစီနိုင်ခဲ့ပြီးဆွေးကမင်းတင်ရပဲလက်ပြဘောများခွင့်ရရှိမှာဖြစ်ပါတယ်ဆိုရင်ဒီတက်စကမီဂျူလိုက်ဂျပန်နိုင်ရရှိပြီးတော့ခုနဲ့မှာတော့လဲကျနေရမြလက်ချီပွဲသားချင်း38မိနစ်ရောက်တဲ့ထိတော့ဆိုရင်တင်ရတော့ရဲလန်နဆက်တင်ရဲ့ခံစစ်ကဆန်ထွေရဲ့အုံကိုကြောင့်ပဲပွဲတော့တကူကူမရှိနဲ့ဥဆောင်ပြီးတော့ရှင်မြန်ကစားနေကြတာဖြစ်ပါတယ်ကဘော်တွေအနေနဲ့ကံကောင်းစွာနဲ့ပဲသူ့ရဲ့ရှင်းထုံးမှုကကိုရကိုပေါက်ထဲကိုပဲဘောလုံးရရှိသွားခဲ့ပြီးရှာလာတဲ့ပြည်ရမို့တော့အဆောင်စင်ဦးကံမိုးပြင်ဆင်နေတာကိုတော့မြင်တွေ့နေရဖြစ်ပါတယ်ဆောင်းစင်ဦးပြည်ရမောင်မတင်ပေးရပြီအဲကြားတယ်ဆယ်ဝင်တင်ရဲ့ကစားသမားတွေပဲပြန်လဲတားဆီးထားခဲ့တာဖြစ်ပါတယ်ဒီမှာတော့မေဂျူလိုက်တမန်တိုက်ဆွေးစားဖို့ကြိုးစားရင်းနဲ့ကွန်လျာအန်ဒီဖူးရဲ့ရှင်းလုံးမှုကြောင့်တော့ဆယ်ဝင်တင်ပြည်တယ်မောကန်ရမှာဖြစ်ပါတယ်ရန်လာနေစအသေးမဲ့ပြန်ရတာတွေရန်လာနေစအသေးမဲ့ရှုမပြီးတာတွေရမခန်းစစ်စားသမားတွေပဲဘောလုံးပြန်လည်ရရှိသွားတာဖြစ်ပါတယ်ဝီယူပါဆောင်းစင်ဦးရှုပ်ပေးရတယ်